လိုနေရာချထားရေးကော်မတီဝင်များကလည်းဆရာမများအစဉ်ပြေစွာတဲခိုနိုင်ရန်အခန်းများကိုစနစ်တကျကြိုတင်စီစဉ်ထားရပါတယ်မန္တလေးဒေသခံကျောင်းသားဟောင်းများစုံစုံညီညီကြိုဆိုခဲ့ကြတာကလည်းမယိုးနိုင်တဲ့မြင်ကွင်းများဖြစ်ခဲ့ရပါတယ်ဆရာမများရဲ့ခရီးစဉ်တစ်လျှောက်တွေ့ကြုံခံစားရပုံလေးကိုလည်းကျမတို့ရိုက်ကူးရေးအဖွဲ့သားများမှယခုလိုလျှက်တစ်ပြက်မှတ်တမ်းတင်နိုင်ခဲ့ပါဆရာကြီးမင်္ဂလာပါဆရာကြီးရှင်မင်္ဂလာပါသမီးနာမည်လေးသိရအောင်စီကူအောင်မြင်ပါဟုတ်ဒီနေ့စမုလမှုဒိဗ္ဗံရဲ့စတမအချိန်မြောက်အာစီယာပူဇော်ပွဲမှာဆရာကြီးအနေနဲ့ဘယ်နှချိန်မြောက်ရောက်ပါတယ်လဲရှင်အခုဒါလောက်တာ7ထမအချိန်မြောက်ပေါ့နော်6ချိန်မြောက်မယ်ဆရာကအခုဒါပထမဆုံးချိန်လာတက်တယ်အရင်အချိန်တွေကမတက်ဖြစ်ခဲ့ဘူးပေါ့နော်အကြောင်းကြောင်းနော်ဆရာကြီးအနေနဲ့လန်ခီးမှာသွားလာတာသွားရေးလာရေးအဆင်ပြေချုံးမွေးပါသလားရှင်ရမ်းအဆင်ပြေတယ်ရမ်း okay တယ်သမီးတို့ရန်ကုန်တာဝန်ခံတွေကလည်းလေဒီကျိုးစိုးရေးတာဝန်ခံတွေကလည်းအစစအရာအဆင်ပြေအောင်လုပ်ပေးတယ်ကားမောင်းတာအစအန်ရကင်းအောင် ECT ပဲနော်တော်တော်လေးအဆင်ပြေတယ်သမီးနော်ဆရာကြီးအနေနဲ့ဒီ
ဆရာကြီးရဲ့လှုပ်ဖို့ကိုင်းပဲဆရာမတွေကျောင်းသားကျောင်းသူဟောင်းတပည့်တွေနဲ့ပြန်တွေ့တဲ့အချိန်မှာဆရာကြီးရင်ထဲခံစားချက်လေးကိုပြောပြပေးပါဦးဆရာ ပထမတို့ရန်ကုန်လာချိုတော့ဒီစာပေပိမှန်ရှိအဲ့ဒီမဲ့လုတ်ပေါ်ကိုင်မဲ့ဟောင်းတွေတွေ့တော့ပျော်တာပေါ့နောက်မန္တလေးအဝင်တကွန်နဲ့အဝိုင်းလဲရောက်ရောရှင်နဲ့ကြိုတယ်လေသမီးတို့ရှင်ကနဲ့ရတနာဝင်းလားဟလားအေးရှင်ကနဲ့ကြိုတာနေတောင်ဝိုင်းနေရှင်ထဲမှာနင်းပြီးတော့ဝမ်းနဲ့ဝမ်းတာကြီးပေါ့ညာဝမ်းတာရင်မျက်ရည်ကျတတ်တယ်ငကိုတဲ့ကွာဆိုတော့တပည့်ဟောင်းတွေကလည်းအဲ့မဲ့တွေ့ပြီးမှဝိုင်းဖက်ကြတဲ့အချိန်မှာဟိုကင်မရာမင်းကလည်းအမိရအဲ့ဒီမြင်ကွင်းလေးကိုရိုက်အဲ့ဒီအချိန်မဲ့ဆရာမျက်ရည်ဝဲနေမျက်ရည်ရင်နဲ့ဝမ်းနဲ့ဝမ်းတာနော်လမ်းတစ်လျှောက်မဲ့လဲဟိုမဲ့ဒီဘုတ်တွေထောင်ပြီးတော့လေအကျူဆိုထားတာဒါတော့ခန်းခန်းနာနာလှုပ်ထားမယ်လို့စတာထင်မထားဘူးပေါ့နော်ထင်ထားတာတဲ့ပူပြီးခန်းခန်းနာနာလှုပ်ထားတော့လေအရန်ဝမ်းတာတယ်နော်တပည့်ဟောင်းတွေကိုကျေးဇူးလည်းတင်တယ်ကျေးဇူးတင်ပါတယ်ရှင်ဟိုတယ်ရဲ့ dining room မှာတော့ဆရာမများညနေစာအဖြစ်စိတ်ကြိုက်သုံးဆောင်နိုင်တဲ့ buffet စနစ်ဖြင့်စီစဉ်ထားတာကလည်းဆရာမများနဲ့ဧည့်သည်တော်များအတွက်အဆင်ပြေစေခဲ့ပါလေကော်မတီဝင်အသီးသီးရဲ့ကြိုတင်ဆောင်ရွက်ထားမှုနဲ့ပတ်သက်၍ဆရာမကြီးများမှရင်ဖွင့်ပီတိစကားသံကိုလည်းယခုလိုကြားသိခဲ့ရပါတယ်ဆရာမမင်္ဂလာပါရှင်မင်္ဂလာပါသမီးဆရာမအချိန်မြောက်အာဆီယံပူဇော်ပွဲကိုဆရာမတင်နေနဲ့ဘယ်နှချိန်မြောက်တက်ရောက်ပါသလဲရှင်ဆရာမ၄ချိန်မြောက်တက်ရောက်ခဲ့ပါတယ်ပထမအချိန်နဲ့တတိယအချိန်ကတော့ဆရာမပြပခရီးသွားနေလို့မဆုံးလို့မတက်ရောက်နိုင်တာပါဟုတ်ကဲ့ပါရှင်ဆရာမအနေနဲ့လန်ခရီးသွားတဲ့အချိန်မှာဆရာမအနေနဲ့အဆင်ပြေချုံးမှုများရှိပါသလားရှင်ဟုတ်ပါတယ်အဆင်ပြေပါတယ်အားလုံးပဲဟုတ်ကဲ့ပါရှင်ဆ
ဆရာမအနေနဲ့အခုချိန်မှာဟိုတယ်မှာတဲရတာဟောဆရာမအနေနဲ့အဆင်ပြေချုံးမွေးတာမှရှိပါသလားရှင် ရှိပါတယ်ဟိုဆီယမတက်ခဲ့တဲ့၄ချိန်စလုံးမှာတပည့်များအားလုံးရဲ့နှွေးထွေးပြူငှစွာကြိုးစုခဲ့တာတွေပြုစုခဲ့တာတွေအတွက်ဆီယမရင်ထဲမှာအယံကိုပီတိဖြစ်ပြီးဝန်တာအားရရှိခဲ့ပါတယ် ကျေးဇူးတင်ပါတယ်ဆရာမဆရာမအနေနဲ့ကျောင်းဆရာမတွေအဟောင်းအနေနဲ့ပြန်တွေ့ပြီးတော့ကျောင်းသူတောင်းသားအဟောင်းအနေနဲ့ပြန်တွေ့တဲ့အချိန်မှာဆရာမရင်ထဲမှာရှိတဲ့ခံစားချက်လေးကိုပြောပြပါဦးရှင် တနေ့မှတစ်ချိန်ကြုံရတဲ့အတွက်လေအရန်လဲဝင်တာပါတယ်ပီတိလည်းဖြစ်ပါတယ်တပည့်တွေရဲ့ဝင်တာကြည်ညိုစွာဖြင့်လိုက်လဲကြိုးစားတာကိုလည်းအရန်ပဲပီတိဖြစ်ပါတယ်နောက်ဆရာမတို့ကတစ်နှစ်တစ်ချိန်ဆိုတော့အသက်ကကြီးပြီဆိုတော့လေဒီတစ်နှစ်တစ်ချိန်မှာတီတရက်ကတော့တစ်နှစ်နောက်နှစ်10နှစ်လောက်စာပေါ့နော်ကျမကြီးပိုကောင်းသွားတယ်လို့ထင်ပါတယ် မန္တလေးမြို့ရဲ့ချမ်းအေးလာတဲ့ညချမ်းကလေးနဲ့အတူကျမတို့မြတ်ဆရာပူဇော်ပွဲရဲ့အကျိုးရင်ခုန်ညလေးဟာအေးအေးချမ်းချမ်းဖြင့်ကုံဆုံးစေခဲ့ပါတယ်နောက်တနေ့မင်္ဂလာနံနက်ခင်းမှာတော့ဟိုတယ်ရဲ့ dining room မှာနနက်စာဖြင့်တက်ခင်းအိတ်ခံခဲ့ပါတယ်ရှင်တော်မြတ်ဖျားတကိုင်းလေးညီတော်မြတ်ဆရာမိတာစေတနာအေးအေးမြတ်မြတ်ပန်းကလေးမြတ်ရွာဝင်လန်းစီရာဘဝကြီးစားလာဆုံးဖြစ်စီရန်ကာကြီးအစအဆုံးဖြစ်ပြုံးပြချောကဆုံးမပြုံးရာမြတ်တော်ဆရာအလိမ္မာရီတို့မြင့်စီဖို့ပညာရီပြီးဝေခဲ့တာအကျဉ်းနာပြေဝမြတ်ဆရာမြညာထားကြဆုံးမနာယူလက်ကလေးကိုပန်းဥခိုင်ပါရဲမြတ်ဆရာမြတ်ဆရာနှစ်ပေါင်းများစွာပညာရေးဒီခရီးတစ်လျှောက်မှာကြာခဲ့ပြီပေါ့မြတ်ဆရာခေါင်းလုံးနဲ့လီတန်ချူဤကဟိုအဝေးမှလွင့်ပြန်လာခါငိုင်းနာထိုင်ဆရာဦးဘာဟုလူလူတွေးကငေးကနှလုံးသားမှာပီတိဝေဖြာစရုပ်လုံးယုံများမှာကြီးလေးတမတော်လေးမှာရောက်ရှိနေပါပြီကိုဒီရောချမ်းပြီးရင်စီကတရားအဖို့ပြီးဝေခဲ့တာဆရာဆရာဦးရဲ့ဆရာဦးဆရာဦးရဲ့ဆရာဦးလူမခုနိုင်တဲ့ပညာရွှေဦးပြီးလိုက်ရလူရင်မကြည်နူဝမ်းသာအေးမြမြတ်တာမြေဝမ်းမညည်ရဖြာချမ်းမြတ်တာဆရာမြတ်တာညာချာကြွဆုံးမနာယူလက်ကလေးကိုပန်းဥခိုင်ပါတယ်မြတ်ဆရာမြတ်ဆရာရှင်တော်မြတ်ဖျားတကိုင်းညီတော်မြတ်ဆရာမြတ်တာစေတနာအေးအေးမြတ်မြတ်ပန်းကလေးများစွာဝေလန်းစီခဲ့တာဘဝကြီးစားအလားဆုံးဖြစ်စေရန်ကာကြီးအစအဆုံးဖြစ်ပြုံးပြချောကဆုံးမပြောတာမြတ်တော်ဆရာ